Phoenix ကလည်းမေစမောင်းရဲ့ခြေစွမ်းပြမှုနဲ့ Old Trafford မှာနိုင်ပွဲဆက်ခဲ့တဲ့ Man U iPad 89နဲ့ 5 လုံးမေးဆော့မယ်ဆိုရင်မြန်မာနိုင်ငံယုံကြည်စိတ်ချဆုံးရွှေထုံးစီနီယာအေဂျင့်ရဲ့ Viber Telegram နံပါတ်3998854031ကိုခုပဲဆက်သွယ်လိုက်ပါပြီးခဲ့ညကစားခဲ့တဲ့ Man U နဲ့ Sunderland တို့ရဲ့ပွဲစဉ်မှာတော့အင်ရှင် Man U က2ဂိုးပြနဲ့နိုင်ရရှိသွားခဲ့ပါတယ်။ Man U တော့ပထမပိုင်းအတွင်းမှာ2ဂိုးပြနဲ့နိုင်ခဲ့တဲ့ပွဲစဉ်က2ပွဲထိရှိသွားခဲ့ပြီလို့ဆိုရမှာဖြစ်ပြီး Chelsea နဲ့ကစားခဲ့တဲ့ပွဲစဉ်နဲ့တူပြီးခဲ့တဲ့ညကစားခဲ့တဲ့ Sunderland နဲ့ပွဲစဉ်ဒီမှာပဲဖြစ်ပါတယ်။နောက်ပြီး Man U က Premier League အိမ်ကွင်းနောက်ဆုံး3ပွဲဆက်နိုင်ပွဲတွေရယူထားနိုင်ခဲ့ကြတာဖြစ်ပြီး Burnley, Chelsea နဲ့ Sunderland တို့အနိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။ Man U တို့ဇိုးလာပြီနဲ့အခုဆိုရင်တို့တွေကအိမ်ကွင်း4ပွဲမှာ3ပွဲနိုင်တပွဲရှုံးဆွဲရလိုက်ကိုပိုင်ဆိုင်ထားခဲ့ကြပြီဖြစ်ပြီးရှုံးနေခဲ့တဲ့ပွဲစဉ်ကလည်း Premier League Champions ဆုကိုရယူသွားဖို့ပြည့်မှန်ထားနေခဲ့တဲ့ Arsenal အသင်းကိုရှုံးနိမ့်ထားခဲ့ရတာဖြစ်ပါတယ်။ကဏ္ဍတွေကိုရှုံးပေးခဲ့ရပေမဲ့ Man U ရဲ့ခြေစွမ်းကမညံ့ခဲ့ဘူးလို့ဆိုရမှာဖြစ်ပြီးတော့ဆိုပါပွဲတင်စွမ်းဆောင်ရ Man U တို့ကန်ဆိုးလို့သာရှုံးပေးသွားခဲ့ကြတာပါ။အိမ်ကွင်းမှာ3ပွဲဆက်အနိုင်ရလက်ဒီပိုင်ဆိုင်ထားပေမဲ့ Man U ဝေးကွင်းဆိုတော့ရလက်ဆိုးတွေပိုင်ဆိုင်နေရှိတာကိုမြင်တွေ့ထားရတာဖြစ်ပါတယ်။ Man U ကဒီယာဒီကစားထားတဲ့ပြိုင်ပွဲဆိုဝေးကွင်း4ပွဲမှာတပွဲမှနိုင်များသေးသလိုအဝေးကွင်းနောက်ဆုံး2ပွဲဆက်ကိုလည်း9ပြတ်အရှုံးရလက်တွေနဲ့သာရင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။ Man U ရဲ့ဒီယာဒီရလက်တွေကအားစရာတိတ်ပြီးတော့မရှိပေမဲ့အိမ်ကွင်းပွဲစဉ်တွေမှာဆိုရင်တော့ Man U ရလက်ကောင်းတွေရှာဖွေထားနိုင်ကြတာကိုမြင်တွေ့ထားရပါတယ်။ပြီးခဲ့တဲ့ညကစားခဲ့တဲ့ကြောင်နက်တွေနဲ့ပွဲစဉ်မှာဆိုရင်လည်း Man U ရဲ့ကစားမှာတော်တော်လေးကိုကောင်းမွန်ခဲ့တာကိုမြင်တွေ့ခဲ့ရပြီးတော့ပထမပိုင်းတွင်းမှာလိုအပ်တဲ့သွင်းကိုတွေကိုပိုင်ဆိုင်နိုင်ခဲ့တဲ့အထိမြင်တွေ့ထားကြတာပါ။ပြီးခဲ့တဲ့ပွဲစဉ်မှာဒီပြအမ်မိုရီဟာအရင်လိုခံစစ် highlight မှာကစားခိုင်းတော့တဲ့ပြင်မလိုလားပဲဟိုးနိုင်ကျဲကစားရတဲ့ပွဲကို control တေချာလုပ်ပြီးတော့ဖြေးမှန်မှန်နဲ့တိုင်းစစ်စင်တဲ့ပုံစံမျိုးနဲ့ကစားစေကြတာကိုမြင်တွေ့ခဲ့ရပါတယ်။ Man U မှာအရင်ဆုံးကြီးကျွားမှာကမီလန်ကြားမှာ Phoenix ငှက်တကောင်လိုပြန်နေရှင်သန်လာတဲ့မဲဆမောင်းမှာပဲအမ်မိုရီလက်ထက်မှာတီးတတာတိုးတက်လာတာကမဲဆမောင်းတယောက်လောက်သာရှိပြီးတော့သူခြေစွမ်းကြောင့်ကိုညာတော်မှရန်ကုန်ရောက်သွားခဲ့တဲ့အထိပါပဲ။ခုပွဲမှာလည်းမဲဆမောင်းပွဲသား10မိနစ်ပါပဲလှပတဲ့ကန်ချက်နဲ့အဖွင့်ကိုသွင်းခဲ့ပြီးတော့ဘဲချမ်းတိုင်းစစ်မှာတော်တော်လေးခြေစွမ်းပြနိုင်ခဲ့တာကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။နိုင်မှာနောက်ထပ်ကြီးကျွားမှာကအခုပွဲမှာပွဲဥထွက်လာခဲ့တဲ့ဂိုးသမားလန်မန်စ်ပါပဲ။လန်မန်စ်ရဲ့အဝင်ထွက်မှန်မှန်နဲ့ဘောလုံးဖမ်းပုံကိုပေါက်ကာကွယ်မှုတွေကအားဖို့ကောင်းပြီးတော့ပွဲပြီးကန်ဒီမှာမန်ယူသင်းကန်စစ်ကအတက်လို့ရောင်းလိုက်တဲ့အခွင့်အရေးကိုလန်မန်စ်ကအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါတယ်။နောက်ပြီးလန်မန်စ်ကစီနီယာတွေကိုရှိန်မနေဘဲနဲ့လိုအပ်လာရင်အော်ဟစ်ပြီးတော့ညွှန်ကြားတာမျိုးတွေလည်းလုပ်ခဲ့တာကိုလည်းမြင်တွေ့ခဲ့ကြတာပါ။ဒီအဒီမှာရလက်ကောင်းတွေယူနေခဲ့တဲ့တန်တက်ဆန်နာလန်တင်ကတော့ Old Trafford ကိုရောက်မှဘာမှထူးခြားမလုပ်ပြနိုင်ခဲ့ကြပဲပထမပိုင်းလုံးမှာမန်ယူသင်းရဲ့ကစားကွက်အောက်ကိုရောက်နေပြီးဒုတိယပိုင်းမှာတိုက်စစ်မှုတွေစတင်ပြီးတော့ပြုလုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။မန်ယူသင်းတို့ကတော့ဒုတိယဂိုးကို Brentford နဲ့ပွဲလုံးကဘဲဥကွဲခဲ့တဲ့ Shasko ကပရီးမီးယားလိ2ပွဲဆက်ဖြစ်တဲ့အနီးကပိတ်သွင်းပြီးတော့သွင်းခဲ့တာဖြစ်ပြီးမန်ယူသင်းတိုက်စစ်မှုတယောက်က2ပွဲဆက်ဂိုးသွင်းနိုင်လို့ဆိုမြင်ကွင်းကိုရှာရှာပါပါပြန်လဲပြီးတော့မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ခုနိုင်ပွဲကြောင့်အမ်မိုရီတပကုံးပေါ်ကြောက်နေတဲ့ဖီအားချိုးနဲ့အနေချင်းရော်နေသွားပြီမဲ့နိုင်ငံတကာပွဲပြီးပြန်ကစားမဲ့ပရီးမီးယားလိပွဲကလက်ရှိချန်ပီယံလီဗာပူးတင်းနဲ့ဖြစ်နေပြီးတော့လိုက်ဘာငတ်တွေရဲ့အန်ဖီကွင်းထဲမှာတွားအောင်ကစားအောင်မှာဖြစ်ပါတယ်။ဝေးကွင်းဆိုရလည်းမကောင်းတဲ့အစင်းလောက်ဆက်ပြီးတော့ထိမ့်သိမ်းမလားဒါမှမဟုတ်ရပ်တန့်သွားမလားဆိုတာစောင့်ကြည့်သွားတော့မှာပဲဖြစ်ပါတယ်။